ရှေ့စွာဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါရယ်နှုတ်ကပတ်တရားတော်ကိုဝင်ငါတက်တည်ခံခွင့်ရတဲ့အတွက်ဘုရားသခင်နဲ့တကွာဆရာကယ်ရူနဲ့ဒီမှာရှိတဲ့မိဘညီကိုမောင်မအားလုံးကိုအထူးပဲကျေးဇူးတင်ပါရယ်ရှေ့ဦးစွာကျွန်တော်ဗာတက်တည်ခံခြင်းလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကိုစိတ်မနာစေနဲ့လို့ဒီတမန်ကျမ်းစာကျွန်တော်သွန်သင်ထားပါရယ်ဒီနေ့ရှင်မြန်ထမြောက်တဲ့နေ့ကြီးမှာကျွန်တော်တို့ဆုံးဖြတ်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒီအရာကတော့ရှင်မြန်ထမြောက်တဲ့နေ့လို့ကျွန်တော်တို့ပြောမလား Easter လို့ပြောမလားတကယ်တော့ရှင်မြန်ထမြောက်ခြင်းဟာ biblical word ဖြစ်တယ်ကျမ်းစာထဲမှာငါသည်ရှင်မြန်ထမြောက်ခြင်းဖြစ်တယ်လို့သခင်ခရစ်တော်ကိုယ်တိုင်ပြောထားတယ်ဒါပေမဲ့ paganism ကတော့ Easter လို့သုံးထားတယ်လုံးဝတမန်ကျမ်းစာနဲ့မပတ်သက်ပါဘူးဒါကိုနောက်မှကျွန်တော်ဆက်ပြောပါမယ်ကျွန်တော်ဘာသက်သိခံခြင်းလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာကြီးဝေးဖွာလာတဲ့အခါမှာကျွန်တော်ခရိယန်မိသားစုကပေါက်ဖွာလာပါတယ်မိယိုဖလာနတ်ကူးခွေတဲ့ဒီမျိုးရိုးကနေပြီးတော့မှတကယ်ပဲအင်္ဂလန်ကလာတဲ့ missionary တွေကြောင့်ကျွန်တော်တို့ဘိုးဘွားတွေဟာယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးတော့သူတို့ရဲ့မျိုးဆက်ဖြစ်တဲ့ကျွန်တော်တို့တွေဟာယုံကြည်သူတွေဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ဟာမိဘတွေရဲ့ဘိုးဘွားတွေရဲ့ပြုစုပြောင်းထောင်မှုကြောင့် Sunday School တက်ရတယ်အဲ့ဒီခါမှာခရစ်တော်ရဲ့ရှင်မြတ်ထမြောက်ခြင်းအကြောင်းတွေသင်ခဲ့ရတယ်အဲ့ဒီခါမှာကျွန်တော်အမြဲတမ်းစိတ်ကတက်ကြွနေသခင်ခရစ်တော်ရှင်မြတ်ထမြောက်တဲ့အကြောင်းကိုကျွန်တော်ငယ်ငယ်တည်းကရှောက်ပြောပြတယ်။အိုခံရတယ်လူတွေကနားမထောင်ချင်ကြဘူး။ကြီးလာတဲ့ခါမှာလည်းကျွန်တော်ဒီလိုပဲယေရှုခရစ်ရှင်ပြန်ထမြောက်တဲ့အကြောင်းတွေကိုပြသတွေပြတယ်ဒီကျွန်တော်တို့ငငယ်ရတင်ထားတဲ့ယုံကြည်ချက်အနေကိုဆိုအလို့ရတဲ့အခါကျတော့ကျွန်တော်အင်္ဂလိပ်ပြောရတာအရန်ကိုအဆင်ပြေတယ်ဟိုဖန်ဆင်းခြင်းကနေပြီးတော့ရှင်ပြန်ထမြောက်ခြင်းအထိကကျွန်တော်အလို့ရနေတယ်အတူချုံပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်သူများလက်ခံသည်ဖြစ်စေမလက်ခံသည်ဖြစ်စေဒါအမှန်တရားတမန်တရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲရဲဝံ့ဝံ့ပဲအချက်အကွဲခံတယ်အောင်ငေါက်ခံပြီးတော့မှဒီရှင်မြန်ထမြောက်ခြင်းအကြောင်းကိုကျွန်တော်ပြောတယ်ကျွန်တော်ဇွဲမလျှော့ဘူးဒါပေမဲ့ဒီခါလေးတော့လည်းစိတ်မကောင်းဖြစ်ပါတယ်နောက်ကျွန်တော်စင်ကာပူရောက်သွားတဲ့အခါမှာကျွန်တော်စင်ကာပူရင်းတယောက်နဲ့အလုပ်လုပ်ရတယ်လုပ်တဲ့အခါမှာသူကျွန်တော်မေးတယ်မင်းငါတိုင်းပြည်မှာဘာဖြစ်လို့အလုပ်လာလုပ်ရလဲလို့မေးတဲ့အခါမှာကျွန်တော်ဒီ uniform ထဲမှာကျွန်တော်ဝေဇာရှိတယ်ဗျအဲ့ဒီဝေဇာကိုကျွန်တော်ထုတ်ပြလိုက်တယ်ဝေဇာတွေကတော့သင်္ခါရမထာဝရတို့ဆိုတဲ့ဒီအင်္ဂလိပ်လိုရေးထားတဲ့ဝေဇာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ထုတ်ပြလိုက်ကောင်သူချက်ချင်းသိသွားတယ်သိတဲ့အခါမှာမြန်ထက်လိုက်တယ်ငါမကြည့်ချင်ဘူးကိစ္စမရှိဘူးကျွန်တော်တာဝန်ကပြောရမယ့်တာဝန်ကျွန်တော်တာဝန်ကရေလောင်းရမယ့်တာဝန်ပဲအပင်ပေါက်တာတော့ဘုရားသခင်ရဲ့တာဝန်ပဲဒါနဲ့ကျွန်တော်ဆက်ပြီးတော့မှဒီနိုင်ငံကိုရောက်လာတယ်ဒီနိုင်ငံကိုရောက်လာတဲ့အခါကျတော့ကျောင်းမှာကလေးတွေကို Easter လုပ်ပေးရမယ်တဲ့ Easter activity လုပ်ပေးပါပေါ့ကျွန်တော်ထင်တာဒီရှင်မြတ်ထောက်မြတ်ခြင်းကြောင့်လည်းပြောလို့ရမယ်ထင်တာဟုတ်ဆိုတော့နောက်ကျွန်တော်စုံစမ်းကြည့်တဲ့အခါကျတော့ Easter egg တွေလုပ်လို့ရမယ် Easter ယုံတွေ chocolate ယုံတွေ chocolate egg တွေလုပ်လို့ရမယ်ဒါပေမဲ့ရှင်မြတ်ထောက်မြတ်ခြင်းတော့ပြောလို့မရဘူးတိတက်ဆိုးတာခရိယန်နိုင်ငံမှာကျန်းစာအုပ်ကိုကျောင်းမှာလည်းထားလို့မရဘူးကျန်းစာလည်းသင်လို့မရဘူးဒီနေ့ကျွန်တော်စိတ်ထိခိုက်တယ်ဒီထက်ကပူစိတ်ထိခိုက်တာတန်ရှင်တော်ဝိညာဉ်တော်ဘုရားဖြစ်တယ်ခရစ်တော်ရဲ့ရှင်ပြန်ထောက်မြောက်ခြင်းကိုကျွန်တော်တို့ပြောဖို့ပိတ်ဆို့ထားတယ်ဘုရားခင်ဤဝိညာဉ်တော်သည်ခရစ်တော်ကိုတည်ခြင်းမှရှင်ပြန်ထောက်မြောက်စေတယ်လို့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကိုလက်မခံဘူးမကြားခြင်းနဲ့အဲ့ဒီလူတွေကိုကြည့်ရင်တန်ရှင်တော်ဝိညာဉ်တော်ဘလောက်စိတ်နာမလဲဆိုတာကျွန်တော်တွေးမိတယ်ဒီလိုနဲ့ပဲကျွန်တော်အိမ်ပြန်လာတယ်ဒီရှင်မြန်ထမြောက်ခြင်းနဲ့ Easter နဲ့ဘယ်လိုပတ်သက်လဲကျွန်တော်နေမအညာမိတ်ကျွန်တော်အမြဲ research လုပ်တယ်ကျွန်တော်ရှုတောင်းတယ်ဆရာတစ်ပါးပြောဘူးတယ်ဘုရားခင်ရဲ့ဖွင့်ပြခြင်းလို့ခြင်းတဲ့ဖွင့်ဖတ်ပါတယ်သူပြောတာမှန်တယ်ဗျကျွန်တော်စာများဖတ်လာတဲ့အခါမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ရှင်မသက်အခန်းကြီး28အငယ်9မှာအဲ့ဒီနေ့ကရှင်မြတ်ထမြောက်ခြင်းဖြစ်တယ်ဒီနေ့ပေါ့နော်ဒီနေ့မှာမာရိနဲ့
အခြားအမျိုးသမီးတွေကတင်းချိုင်းကူကိုသွားတယ်ဘသူ့ကိုတွေ့လဲဆိုတော့ကောင်းကင်တမန်ကိုတွေ့တယ်ကောင်းကင်တမန်ကြောက်တုံးကြီးကိုလိုက်တဲ့ခါမှာငလင်ကြီးကျယ်လှုပ်တယ်အဲ့ဒီခါမှာသူတို့လည်းကြောက်တယ်ပြီးတော့ကောင်းကင်တမန်လည်းအယောင်ကလည်းတခါတော့ဖိတ်တောက်ပြီးတော့သူ့ရဲ့ဝတ်လုံကလည်းအရန်ဖြူစင်နေပြီးတော့တခါတော့ကြောက်တော့ထိုင်နေတာသူတို့တွေ့တော့ခုနဖတ်သွားတဲ့ကျမ်းစာလို့ကောင်းကင်တမန်သူတို့ဘာပြောလဲဆိုတော့သူဒီမှာမရှိတော့ဘူးသူပြောတဲ့အတိုင်းသူတကယ်ရှင်သွားပြီတဲ့ဒါနဲ့သူတို့ဘာလုပ်ရမလဲဆိုတော့မင်းတို့တပည့်တော်တွေသွားပြောတယ်ဆိုတော့တပည့်တော်တွေသွားပြောလမ်းမှာပဲသခင်ခရစ်တော်သူတို့နဲ့တွေ့တဲ့အခါမှာသခင်ခရစ်တော်သူတို့ကိုနှုတ်ဆက်လိုက်တယ်တင်တွန်းတဲ့မင်္ဂလာရှိပါစေကျွန်တော်အနေနဲ့ကျွန်တော်ပြောချင်တာရှင်မြောင်ထမ်းမြောက်ခြင်းမင်္ဂလာသည်တင်တွန်း၌ရှိပါစေလို့ခရစ်တော်နှုတ်ဆက်တယ်ဒီကနေ့ကျွန်တော်တို့တွေ့တဲ့အခါမှာဒီကနေ့ခေတ်ကြီးမှာ Happy Easter လို့ပဲလူတွေနှုတ်ဆက်တယ်ဘာလို့ခရစ်တော်လို့မနှုတ်ဆက်တာလဲကျွန်တော်အဲ့ဒါကိုသွားတွေးမိတယ်ဒီကနေ့ကျွန်တော်တို့ဆုံးဖြတ်ချက်ချရတော့မယ် Happy Easter လို့ကျွန်တော်တို့ wish လုပ်မလားထမ်းမြောက်ခြင်းမင်္ဂလာသည်တင်၌ရှိပါစေလို့နှုတ်ဆက်မလားဒီကနေ့ကျွန်တော်တို့ဆုံးဖြတ်မယ်အချိန်ရောက်ပါပြီဘာဖြစ်လို့လဲဆိုတော့ Easter ဟိုတဲ့အသုံးအနှုန်းကိုသုံးလိုက်တဲ့အခါမှာဝိညာဉ်တော်ဘလောက်ထိခိုက်လဲတကယ်တော့မူပိုင်ဖြစ်တယ်ရှင်မြန်ထမ်းမြောက်ခြင်းဟာခရစ်တော်ရဲ့မူပိုင်လောက်ရဖြစ်တယ်သူရဲ့တက်သူကိုယ်တိုင်တက်တည်ခံချက်ဖြစ်တယ်တရှင်တော်ဝိညာဉ်တော်ရဲ့လောက်ရလည်းဖြစ်တယ်အဲ့ဒါကိုဥရောပမှာရှိတဲ့လွန်ခဲ့တဲ့ AD 800လောက်မှာပေါ်လာတယ်ခရစ်တော်ပေါ်တာက AD 30နဲ့33ကြားမှာရှင်မြန်ထမ်းမြောက်ခြင်းဖြစ်ခဲ့တယ်ဒါပေမဲ့ AD 800လောက်မှာဒီ Easter ဆိုတဲ့နတ်ဖျားကိုးကွယ်တဲ့ဥရောပတိုက်သားတွေကနတ်ဖျားကိုးကွယ်တယ်ကိုးကွယ်တဲ့အခါမှာအဲ့နတ်ဖျားမရဲ့မွေးနေ့ကိုသူကကျင်းပတယ် Easter အဲ့ဒီဂျာမန်စကား Easter နဲ့လာ Easter နေပြီးတော့မှအင်္ဂလိပ်ကမွေးစားလိုက်တယ်ဒီစကားလုံးမွေးစားလိုက်တဲ့အခါမှာ Easter ဆိုတာဖြစ်လာတယ်ဒီ Easter ရဲ့ဆိုတဲ့ຫນွေဦးနတ်ဖျားရဲ့နာမည်ကိုအစွဲပြုပြီးတော့မှသူတို့ကပွဲတွေကျင်းပကြတယ်ပွဲတွေကျင်းပကြပြီးတော့သူတို့ခရိယန်ဖြစ်လာတဲ့အခါမှာဒီခရိယန်အတိုင်းဝိုင်းတဲ့ဟိုအဲ့ဒီနတ်ကိုးကွယ်တဲ့အယူအဆနဲ့အသုံးအနှုန်းကိုသူကယူဆောင်လာတယ်ခဏတက်ဒီကဘာကြီးမှာခစ်စားလာတယ် Easter လို့ပဲခစ်စားလာတယ်အဲ့ဒီသူတို့ရဲ့အယူအဆကဒီနတ်ကိုးကွယ်တဲ့အယူအဆက Easter နောက်သူတို့ကိုးကွယ်တဲ့နတ်ကလည်းနေနတ်ဆိုတော့ Sunday နဲ့ Easter နဲ့ပေါင်းလိုက်တော့ Easter Sunday ဖြစ်သွားတယ်တကယ် original မူပိုင်ရှင်ကခရစ်တော်ယေရှုဟာတည်ခြင်းမှရှင်မြန်ထမြောက်တယ်ခုနပြောသွားလို့ပဲ तू တင်းချိုင်းထဲမှာမရှိတော့ဘူး तू ပြောတဲ့အတိုင်း तू တကယ်ထမြောက်သွားပြီခရစ်တော်ကလည်းရှင်မြန်ထမြောက်ခြင်းရဲ့ဖခင်အနေနဲ့မဂဒလမာရီနဲ့ချမ်းမင်းလေးမင်းသူ့ရဲ့တငယ်ချင်းတွေ तू နှုတ်ဆက်တယ်သင်တို့၌မင်္ဂလာရှိပါစေဆိုတော့ Easter ဆိုတဲ့စကားလုံးကတမန်ကျမ်းစာတစ်ခုလုံးမှာလုံးဝမတွေ့ရအောင်ဒီနေ့ကျွန်တော်ဆုံးဖြတ်ကြရအောင်ကျွန်တော်တငယ်ချင်းတယောက်ကိုတွေ့တိုင်း Happy Easter လို့ပြောမလားထမြောက်တော့မင်္ဂလာတင်နိုင်ရှိပါစေလို့ပြောမလားကျွန်တော်အမြဲပြောလို့ရတယ် Biblical ကိုအခြေခံပြီးတော့ Happy Resurrection Day လို့လည်းပြောလို့ရတယ်ဖခင်ဘက်ကနေပြီးတော့မှကျွန်တော်ယက်တည်မလားဒီ paganism ဘက်ကနေကျွန်တော်ယက်တည်မလားဒီကနေ့ကျွန်တော်ဆုံးဖြတ်ချက်ချရအောင်အေဖက်အခန်းကြီးလေးအငယ်30မှာဘာကိုပြောထားလဲဆိုတော့ရွေးကောက်တော်မူသောနေ့ရက်တိုင်အောင်သင်တို့ကိုတစိတ်ခတ်တော်မူသောဖျားသခင်၏ဝိညာဉ်တော်ကိုစိတ်မနာစေကြနဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်မှာပြီးအများမိုးခါရေတောက်တယ်လို့ biblical words ဆိုတာမသုံးမဲနဲ့ဒီဘက်က paganism word ကိုသွားပြီးသုံးလိုက်လို့ရှိရင်ကျွန်တော်တို့ကိုရွေးကောက်တဲ့နေ့ရက်တိုင်အောင်တစိတ်ခတ်ထားတဲ့ဖျားသခင်ရဲ့ဝိညာဉ်တော်ရဲ့စိတ်ကိုထိခိုက်စေတယ်ဆိုတော့ကျွန်တော်တွေးရှိရတယ်ဒါနဲ့ကျွန်တော်ဆုံးဖြတ်တယ်ဟာဒီဖွင့်ပြချက်ကိုကျွန်တော်ရရင်ကျွန်တော်လူတွေကိုလိုက်ပြောမယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်တယ်အဲ့ဒီအချိန်မှာအော်စရာကောင်းတယ်စိုက်ကြိုက်တော့ကမင်း Easter နေ့မှာတရားဟောပေးပါတယ်ဟာဆရာကျွန်တော်တရားဟောဆရာလည်းမဟုတ်ဘူးကျွန်တော်ရိုးရိုးသားမှအသင်းသားပဲကိစ္စမရှိဘူးတဲ့ဘုရားရှင်မင်းဘက်မှာရှိလိမ့်မယ်နောက်ဆုံးမနေ့ကညအထိသူကျွန်တော်အားပေးစကားပြောတယ်ဘုရားရှင်နာမလာ၍ကြီးမြတ်ပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်ဒီကနေ့ဒီ Easter နဲ့ရှင်မြန်ထမြောက်ခြင်းကိုတဲတဲကွဲကွဲအမြင်ဖွင့်ပေးတဲ့ဘုရားသခင်ကိုကျွန်တော်အရန်ကျေးဇူးတင်တယ်။ဘာဖြစ်လို့ဒီ paganism တွေကရှင်မြန်ထမြောက်ခြင်းနေ့ကို Easter လို့သူတို့ကမလိတ်တပတ်လုပ်ပြီးခေါ်လိုက်ရတယ်။ဒါအနောက်ကွယ်မှာစာရန်ရှိတယ်။ဟိုးအာရန်အေဝါကိုဘုရားသခင်ဖန်ဆင်းတဲ့က
အာရန်အေးကဖခင်သားသမီးဖြစ်ပါရဲ့ဖြစ်တယ်ဆိုရင်သူတို့လည်းဖခင်ပဲသူတို့ကအရင်ဖခင်ဖြစ်ရှင်တယ်ဖခင်ဖြစ်စရာမလိုဘူးဖခင်ကဖန်ဆင်းတဲ့အတွက်ကြောင့်ဖခင်သားသမီးဖြစ်တယ်လူကမွေးတော့လူဖြစ်တယ်ဖခင်ကမွေးတဲ့အတွက်ကြောင့်ဖခင်သားသမီးဖြစ်တယ်ဆိုတော့သူတို့ကသတိမထားမိတဲ့အခါကျတော့စာရန်ကပြောတယ်မင်းဒီအသီးကိုစားလိုက်မင်းတို့မသိဘူးမင်းတို့ဖခင်ကဲ့သို့ဖြစ်မယ်ဆိုပြီးတခါတည်းလက်စားလိုက်တယ်ဒီကနေ့ရှင်မြတ်ထောက်မဲ့ခြင်းကိုလည်းဒီစာရန်ကဒီနတ်ကိုးကွယ်သူတွေကိုအားကိုးပြီးတော့မှဘလို့လက်စားလိုက်လဲအီစတာလို့ခေါ်လိုက်ဘာမှဖြစ်ဘူးအတူတူပဲဆိုတဲ့ပုံစံမျိုးနဲ့အများမိုးခါရီတောက်တယ်လို့လူတွေလိုက်တော့အောင်စာရန်ကဒီနတ်ကိုးကွယ်တဲ့လူအသုံးချခဲ့တယ်ဖာရိရှဲတွေဇတ်တူကဲတွေကိုအသုံးချခဲ့တယ်တကယ် free thinker တွေတကယ် philosopher တွေအသုံးချပြီးတကယ်ကပ္ပဘာသာရေးတက္ကသိုလ်တွေကပ္ပဒီနာမည်ကြီးတက္ကသိုလ်တွေမှာဒီရှင်မြန်ထမြောက်ခြင်းမရှိဘူးဆိုတာကိုဝါဒဖြန့်ပေးတယ်ဒါစာရန်လို့ရပဲဒီကနေ့ Easter ဆိုတဲ့စကားလုံးရဲ့နောက်ွယ်အကျိုးကံရှင်ကတော့စာရန်ဖြစ်တယ်ဆိုတာကိုကျွန်တော်ရေးရေးကြီးပြောရတယ်ပြင်းတဲ့တန်းကိုဖတ်တဲ့ Pharisee တွေဇတ်တူကဲတွေဟာရှင်မြန်ထမြောက်ခြင်းကိုမယုံဘူးရှင်မြန်ထမြောက်ခြင်းကိုဒီဓမ္မဟောင်းကျမ်းထဲမှာကြိုပြောထားတယ်အများကြီးကြိုပြောတယ်အာရင်ဆိုခရစ်တော်တေချင်းမရှင်မြန်စားမြောက်စေနိုင်တယ်ဆိုတော့ तू ယုံတယ်ဒါကြောင့်မို့ तू တာပူဇော်ရမှာကို तू ဟိုမလေးဘူးဒါပေမဲ့ဘုရားသခင်ကစမ်းပဲစမ်းတာတကယ်မပူဇော်ခိုင်းဘူးယောနငါးပိုက်ကြီးထဲမှာ3ရက်ရှိတယ်မသိဘူးငါးကြီးပြန်အန်တယ်ပြန်ရှင်းတယ်ဒီနမိတ်လက္ခဏာတွေကခရစ်တော်ရှင်မြန်ထောက်မြောက်ခြင်းကိုညွှန်းဆိုထားတဲ့ဒီအနှိမ့်မယ်ဒါနှစ်ပေါင်း3000လောက်တည်းကနော်ဒါပြောထားတာဒါပေမဲ့ဆတ်ဒုကဲတွေကဖာရိရှဲတွေကလုံးဝလက်မခံဘူးခရစ်တော်ဒီနေ့အဲ့ဒီဇက်လံကိုဆက်ဖတ်မယ်ဆိုရင်ရှင်မြန်ထောက်မြောက်ခြင်းနေ့ကိုတွေ့တဲ့ဒီဖာရိရှဲတွေဇတ်ဒုကဲတွေရဲ့တပည့်တွေကလက်ထိုးခံရတယ်သူဆရာတွေကသူတို့လက်ထိုးဘူးတယ်မင်းတို့သူယေရှုရှင်မြန်ထောက်မြောက်ခြင်းဆိုတာမဟုတ်ဘူးရောပတ်စံယူပြီးတော့ဝါဒဖြန့်လိုက်သူတပည့်တွေမင်းတို့အိတ်တဲ့အချိန်မှာလာခိုးသွားတယ်လို့ဝါဒဖြန့်ခိုင်းတယ်ဒါစာရန်ရဲ့ခုနခေတ်စကားနဲ့ပြောဆိုဂျင်းထက်တာပေါ့နော်သူတို့ဒီရှင်မြန်ထောက်မြောက်ခြင်းကိုမိမ့်မေစေတယ်ဘာလို့ပဲထင်ပေါ်စေခြင်းလဲဆိုတော့ Easter ဆိုတဲ့စကားလုံးကိုပဲပေါ်စေခြင်းတယ်ဒါကြောင့်ချစ်တော်ညီကောင်မမတို့ကျွန်တော်တို့ယုံကြည်သူများအတိုင်းဝိုင်းထဲမှာဒီ Easter ဆိုတဲ့အသုံးလုံးနဲ့တယောက်ကတော့နှုတ်ခွန်းဆက်ကြတာကိုကျွန်တော်တွေ့တဲ့အခါမှာဝိညာဉ်တော်စိတ်နာမယ်ဆိုတာကိုတတိထားကြပါလို့ကျွန်တော်နှိုးဆော်လိုပါတယ်ဒီနေ့ကျွန်တော်ကြောင်းနေမှာခရစ်တော်ကြောင်းပြောလို့မရအောင်အင်္ဂလိပ်ပြောလို့မရအောင်ကျမ်းစာအုပ်တော်ထားလို့မရအောင်ဒါပေမဲ့ဘာလုပ်လဲလား Halloween လုပ်ခိုင်းတယ် Easter egg တွေကိုလိုက်ပြီးတော့မှကလေးဖွဲ့ထားပြီးတော့ကလေးတွေလိုက်ရှာခိုင်းတယ်အဲ့ထက်မှခရိယန်သားသမီးတွေကတရေလိုကိုတက်ကြောနဲ့ပါဝင်ကြတယ်ဒါတရေသက်စီဒါတနည်းအားဖြင့်ဆိုရင်ဝိညာဉ်စိုးတွေရဲ့ပွဲကိုကျင်းပတဲ့အခါမှာကျွန်တော်တို့ခရိယန်တွေအားမပေးသင့်ဘူးဒါပေမဲ့မိသားသမီးမိဘတွေကသားသမီးတွေကိုတကယ်ပဲဟိုတရေလိုပေးဖို့တဲ့အဝတ်စားတွေအပြင်မှာသွားဝယ်ပြီးတော့မှဒီပေးခဏစံအလုပ်တွေကိုလုပ်ခိုင်းတာကျွန်တော်ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်တို့ပုံဝန်းနေတာတန်ရှင်တော်ဝိညာဉ်တော်ဖျားဖြစ်တယ်။ဒါကြောင့်မို့ရွေးကောက်တော်မူခြင်းနေ့ရောက်သည့်တိုင်အောင်တင်တို့ကိုတစိ့ခတ်တော်မူသောတန်ရှင်တော်ဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်။ကျွန်တော်ရဲရဲတော့အီစနေ့ဟာရှင်မြန်ထမြောက်ခြင်းနေ့ဖြစ်ပါတယ်။ဒီຫນွေဦးနတ်ဘုရားမအီစတာနဲ့လုံးဝမပတ်သက်ပါဘူး။သူ့မွေးနေ့နဲ့လည်းလုံးဝမပတ်သက်ပါဘူး။အဲ့ဒီမှာဘာတွေပါလာလဲဆိုတော့သူကယုံနေတော့ဥတွေသူတို့ယူဆလဲဆိုတော့အဲ့ဒီနတ်တွေကဘာယူဆလဲဆိုတော့ယုံဆိုတာမျိုးပွားတဲ့နေရာမှာအင်တန်မှပဲဒီအားကောင်းတဲ့သတော်ဝါအဖြစ်သူတို့ကအရန်ယုံဆိုရင်ဩစတြေးလျမှာအရန်ပွားမြန်တယ်အမြဲလိုက်သားရတယ်အဲ့ဒါကိုသူတို့ကအဲ့လိုမျိုးယူဆတယ်ဥဆိုတာအသက်ကိုပေးနိုင်တဲ့အစွမ်းအစရှိတဲ့မော်အစွမ်းရှိတယ်လို့သူတို့ကယူဆထားတယ်တကယ်တော့ကျတော့ဒီယုံတို့ဒီဥတို့ကိုဖန်ဆင်းတဲ့အသက်ရှင်တော်မူသောဘုရားသခင်အသက်ကိုပေးနိုင်တဲ့ဘုရားသခင်အကြောင်းကိုကြတော့သူတို့မပြောစေချင်ဘူးအခုစူပါမားကတ်တွေမှာချောကလက်ယုံတွေတွေ့ရမယ်ချောကလက်ဥတွေတွေ့ရမယ်တခါလေကျွန်တော်တို့အဲ့ဒါတွေလက်ဆောင်ရတယ်ဒီကတော့ paganism တွေရဲ့ကျင့်သုံးမှုတွေပဲထမြောက်ခြင်းနေ့မှာထမြောက်ခြင်းနဲ့ဆိုင်တဲ့သချင်းတွေကိုဆိုပြီးတော့မှတကယ်ဘုရားသခင်ကိုဂုဏ်ပြုရမယ်နေ့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါနဲ့တော်တော်ရောမိတဲ့အခါကျတော့တန်ရှင်တော်ဝိညာဉ်တော်
ကြော်နိုင်ပါမလားလို့ကျွန်တော်တွေးမိတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကအတုံးလုံးမိန်ကောင်းကြီးဖြစ်တယ်အဲ့ဒါယုံလားမသိဘူးကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်နော်ကျွန်တော်အိမ်တော်မိသားစုထဲမှာကျွန်တော်ရဲ့သားသမီးတွေကကျွန်တော်တို့သားသမီးတွေကသူတို့ကကျွန်တော်ရဲ့အဖေမေတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အဖေမေလို့မခေါ်ဘဲနဲ့ဟိတ်ကောင်မလို့ခေါ်ရင်စိတ်ဆိုးတယ်စိတ်နာတယ်ချစ်သူသမီးကြီးသားတွေကြားထဲမှာလဲမမောင်ရမမရဲလို့ဒီရဲလို့နောရဲလို့မခေါ်လို့ရှိရင်စိတ်ထိခိုက်တယ်ရံဖြစ်ရတယ်နော်ဆိုတော့တကယ်တော့ယုံကြည်သူအတိုင်းဝိုင်းကြားထဲမှာတန်ရှင်သောဝိညာဉ်တော်နဲ့ကျွန်တော်မိသားရဖွဲ့တယ်ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါတစ်လုံးတစ်ဝါးဖြစ်တဲ့ဘုရားသခင်နဲ့ကျွန်တော်မိသားရဖွဲ့တဲ့အခါမှာအသုံးလုံးမှန်လို့ရှိရင်ကောင်းကြီးတွေအများကြီးရတယ်မိသားစုထဲမှာသမီးစားတွေကြားထဲမှာအသုံးလုံးမှန်တဲ့အခါမှာအဆင်ပြေတယ်ဆက်ဆံရေးအဆင်ပြေတယ်သူကိုယ်ခေါ်လိုက်တဲ့အတန်ကနှလုံးအရေးပျော်တယ်လိုချင်တာဘာလိုချင်လဲနော်ကိုချစ်သူဘာလိုချင်လဲကိုသားသမီးဘာလိုချင်လဲတခါတည်းလိုတရပဲထိုနည်းတူစွာပဲတန်ရှင်သောဝိညာဉ်နဲ့ကျွန်တော်ဆက်သွယ်တဲ့အခါမှာဒီခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်ဖျားတယ်ကျွန်တော်ဆက်သွယ်တဲ့အခါမှာကျွန်တော်တို့အသုံးတွေမှန်လို့ရှိရင်အိုး तू ပေးချင်တာလက်ရားနေတာပဲဒါပေမဲ့ကျွန်တော်တို့ကစိတ်နာအောင်သွားပြီးတော့ခေါ်တယ်ဒီနတ်ဖျားမရဲ့နာမည်နဲ့ခရစ်တော်ထမြောက်ခြင်းနှစ်မှာနတ်ဖျားရဲ့နာမည်ကိုသွားပြီးတော့ကဘာလုပ်လိုက်တယ်ကျွန်တော်တို့ development ဖြစ်အောင်လုပ်တယ်ဒီကနေ့ကျွန်တော်တက်နေတဲ့ဖျားเจ้าက vision church ဖြစ်တယ်ဘာ vision လဲ clear vision ဖြစ်ရမယ် double vision မဖြစ်အောင်ကျွန်တော်မျက်စိသွားစမ်းတယ် double vision ဖြစ်လာအမဲမေးတယ်အဲ့ဒါဖြစ်ကားမောင်းလို့မရဘူးကျွန်တော်တို့ဘဝအသက်တာမှာခရိယန်ဘဝအသက်တာမှာကျွန်တော်တို့ရှောက်ရတော့မှဆိုရင်ကျွန်တော် double vision နဲ့သွားလို့မရတော့ဘူး clear vision နဲ့သွားရတော့မယ်ဒီနေ့ဝင်ကားချက်ကတော့ဒီလောက်ပါပဲကျွန်တော်ဘယ်လမ်းကိုရွေးကြမလဲထမြောက်ခြင်းမင်္ဂလာတင်တို့ပေါ်မှာကြာရောက်ပါစေလို့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်။ကြားနာရောက်သူအရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေ